Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့စုကပေါင်ပစ္စည်းနည်းနည်းလေးနဲ့လောက်ရရတယ်လွယ်ကူပြီးတော့တစ်မျိုးလေးစားကောင်းတဲ့ဘီစကစ်ပူတင်လုပ်နည်းလေးကိုလာမျှဝေပေးတာပါပူတင်ကိုပေါင်မောင်းနဲ့ပဲလုပ်တာစားဖို့ပဲမဲ့ဘီစကစ်ကိုတော့အခုမှပထမဆုံးစပြီးတော့လှုပ်ရှားကြည့်တာပေါ့နော်စားလို့ကောင်းတာနဲ့လာပြီးတော့ဝင်မြပေးတာပါဘီစကစ်ကိုတော့မာရီဘီစကစ်ကိုပဲသုံးထားပါတယ်ဘီစကစ်ပူတင်လောက်စားမယ်ဆိုရင်တော့သိထားရမှာကဘီစကစ်တွေအများကြီးမထည့်ရပါဘူးဘီစကစ်တွေများသွားမယ်ဆိုရင်တော့ပူတင်သားလေးကမအီးနေတော့ဘဲနဲ့မာသွားတတ်ပါတယ်ဘီစကစ်ကိုတော့10ချက်လောက်ထိသုံးလို့ရပါတယ်ကဲပြီးပြီဆိုရင်တော့ကျုပ်သုံးလုံးဖောက်ထည့်ထားလိုက်ပါမယ်အရသာတော့စားလေးတတိလေးထည့်ပြီးတော့တကြားကိုထမင်းစားစွန်းနဲ့လေးစွန်းထည့်ပါမယ်လုံးဝညစ်သွားတဲ့အထိကြိတ်ရအောင်လို့ဆက်ထဲကိုထည့်လိုက်ပါမယ်နို့ကိုတော့စူရိုနို့စီဘူးနဲ့ဆိုလို့ရှိရင်တပူးစာလောက်ထည့်လိုက်ပါမယ်ကဲပြီးပြီဆိုလို့ရှိရင်တော့လုံးဝညစ်ပြီးတော့ချောမွတ်သွားတဲ့အထိတေချာလေးကြိတ်ထားပြီးလိုက်ပါမယ်တကြားရီလုပ်ဖို့အတွက်ကိုတော့ထမင်းစားစွန်းနဲ့နှစ်စွန်းစာထည့်လိုက်ပါမယ်ရေကိုတော့ထမင်းစားစွန်းတစ်စွန်းစာပဲထည့်ပြီးတော့မှတေချာလေးအရေပျော်လာတဲ့အထိအယောင်လေးညိုလာတဲ့အထိကြိုထားပြီးလိုက်ပါမယ်အခုလိုမျိုးအမြုပ်မြုပ်လေးထားလာပြီဆိုလို့ရှိရင်တော့ရေလေးနဲ့ထပ်ထည့်ပြီးတော့တေချာလေးမှွေပြီးလိုက်မယ်အယောင်လေးညိုလာပြီဆိုလို့ရှိရင်တော့ဒီပူတင်းပေါင်းမဲ့ခွက်တွေကိုထည့်လိုက်ပါမယ်ဒီအရေလေးတွေကမြန်မြန်ပဲခဲသွားတတ်တာမလို့သူတို့ထည့်ပြီးချင်းမှမြန်မြန်လေးဖြန့်ပေးရပါမယ်သူကတော့ဒီဟာလေးကိုချစ်ချနေရနေပဲနည်းနည်းလေးခဲသွားရပေါ့နော်အဆင်ပြေသူတို့လေးသူတို့ဖြန့်ပြီးပြီဆိုရင်တော့လုံးဝခဲသွားအောင်အေးခန့်ထားပါမယ်တကြားအိတ်ခဲသွားပြီဆိုတော့မှပဲအစောကကြိတ်ထားတဲ့အရေကိုထည့်လိုက်မယ်အပေါ်ကအမြုပ်တွေကိုတော့ဇွန်လေးနဲ့ဖယ်ထုတ်ထားလိုက်ပါမယ်ပြီးရင်တော့ဒါလေးကိုလုံးဝလုံနေအောင်လို့တစ်ခုခုနဲ့အုပ်ထားလိုက်ပါမယ်သူကတော့ခဲဘက်လေးနဲ့ပဲလုံးဝပတ်ထားပြီးလိုက်ပါတယ်ခဲပြီးပြီဆိုရင်တော့သူတို့စပြီးတော့ပေါင်းပါမယ်အောက်မှာအခန့်လေးထည့်ပြီးတာနဲ့အပုံးလေးအုပ်ပြီးတော့နိုင်ဝက်ကနေမိနစ်40လောက်ထိပေါင်းနာပြီးလိုက်ပါမယ်ကဲပေါင်းနာပြီဆိုလို့ရှိရင်တော့လုံးဝရနေပြီပေါ့နော်သူတို့ဒါလေးကိုရမရအဖုံးလေးတစ်ချက်ဖွင့်ကြည့်လိုက်ပါမယ်ဒုတ်လေးနဲ့စိုက်ကြည့်လိုက်လို့ဒုတ်လေးမှာမုံအနှစ်လေးတွေကပ်ပြီးတော့မပါလာတော့ဘူးဆိုလို့ရှိရင်တော့ပူတင်လေးကကျက်သွားပြီပေါ့နော်ဒါလေးကိုအေးခဏပါမယ်ရေကဲတက်တာလေးနဲ့ထည့်ပြီးတော့စားမယ်ဆိုရင်လည်းအရင်ကစားလို့ကောင်းပါတယ်ကဲဆိုအေးတာကလည်းလုံးဝအေးနေပြီဆိုတော့ခွာရလွယ်အောင်လို့ဓာတ်လေးနဲ့ဘေးကနေအရာပေးလိုက်ပါမယ်ပြီးရင်တော့ပကံလေးကိုမောက်ချပေးလိုက်ပါမယ်သူကတော့တကြားနေသွားတာကြောင့်ဒီလိုမျိုးတကြားရည်နည်းနည်းပဲရတယ်ပေါ့နော်တကြားရည်လေးမြများကြိုက်ရင်မြလေးထည့်ပြီးတော့ကြိုပေးနိုင်ပါတယ်ရတာဆိုလို့ရှိရင်တော့တမျိုးလေးစားကောင်းပြီးတော့ပေါင်ပစ္စည်းနည်းနည်းလေးနဲ့လောက်ရလွယ်ကူတဲ့ဘီစကစ်ပူတင်လေးကတော့ပြီးသွားပါပြီနောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ဒုတိယရှင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်